cái tí này comment lên đi mà bà biết là gì về rồi like chị lại cái đi bên này là bà biết là mà mình đuổi cái chả bên này like chị lại đã lấy lên số mình nhá sắp giao đi đuổi này chả bên này like chị lại đi mình nhá đuổi gì mà tan chi không nhỉ đuổi bên đó trong nhà đuổi này vậy mà dạ à tôi đồ lấy xua này đi mà đi bên này xí ra chả miêu đi làm gì vậy, nó anh cái bu miêu mà bu su này làm gì, ta miêu đi. đi mà cần mà tan chỉ biểu mà làm gì đồ lý số này nó là gì giờ ô lô gì này mà khai gì đi vậy tùy làm nha chuyên nuôi đi cho mình tùy biết đi mà đi con rồi gì đi đồ lý số này là gì đó giờ đồ này là tùy đi mà sao tan chỉ biểu làm gì đâu cả đi chua le song luân chả ra số đó nên biểu lu biểu chả đấy mà chúng nó là nên biểu lu làm thêm vậy họ lúc nên chọn số đi bỏ vô đi phía mà cái đó để làm số bỏ vô đi về đi cả phía mà yuan nuôi đi bỏ vô đó khả năng mình sẽ yuan nuôi đi bỏ phía có mà yuan yên đi về phía đó thì mà đó số ao yuan đi về phía đó đó ao yuan cái yên này đi bỏ vô đi cho mà phía cái dân nên biểu số đi bỏ yuan yên đi vào yuan nuôi đi vào phía bỏ được cái nuôi đi rồi cho mà phía ao yuan yên đi vào đó phía nó yêu sao rồi ta tan chỉ yoga vào tan chỉ yoga vào lúc chả rồi rồi nó sâu sát trong yêu chồng rồi nó rồi yêu sao sâu sát trong yêu rồi sâu thả rồi phía này rồi yêu sao rồi thì mà bỏ vô thì số ba mà phía đi ao vô thì tôi phía thà tôi nên chồng phía thà làm phía này đã số ao vô bé đi bỏ vô thì vào mà phía đâu người ta rồi nên chọn rồi đi nuôi đi thì sao phía mà đi chỗ ấy thu ra nhà đi của phía đâu đuôi à tan chỉ yoga lúc bây giờ sao vậy ai tan yoga phía sau đấy đi cái trong những cái xa mấy cái đó lý do sắp giao lên sao này mà ao yuan đi mà
အဲ့လိုရင့်နေပဲဖြစ်တာများတယ်ကယောကတော့တော်ဆိုးနေတဲ့အနေထားရဆေးရတော့ဖြန်းမှာကဒီရွက်တွေဆိုတော့ဆိုးနေတာနော်ခုလာတာကဒီဆက်ပြောက်လေးတော့ကျွန်တော်ဒဏ်ရာလို့ပဲသတ်မှတ်တယ်ဟောဒီမှာတွေ့ရဟိုင်းမှာကောင်းတော့ကောင်းရင်ပြူပြအဲ့ကောင်ရင်ပြူလေးပြေးနေတာတရားခံဒီကောင်ဖြစ်မလာတော့မသိဘူးနောက်ရွက်ဒီလိုက်ကြည့်အောင်ဒီမှာပြေးနေတာအဲ့ကောင်ကြောင့်ဖြစ်မလာပေါ့ဒါကတော့ဖြုတ်ပြဖြုတ်ညူဖြုတ်စိမ့်ခေါ်ဒီကောင်လည်းဖြစ်နိုင်တာဒါမဲ့နောက်တစ်ပင်မှာရှိလာတော့ကြည့်အောင်ဟောဒီမှာရင်ပြူရတွေ့ရဟောဒီမှာရဒါရင်ပြူတွေရဒီမှာအုပ်လိုက်ရင်ပြူသိကြတယ်အဲ့ရင်ပြူပဲကတိယခန့်ဒီကောင်ဖြစ်မှထင်တယ်ကျွန်တော်တွေးတာတော့တို့သိထားတာတော့ပဲပင်နေမှာတော့ရင်ပြူကတော့ဗိုက်တက်ပူသေးတာတော့ပဲလောက်ပဲသိတော့သူ့ရဲ့နောက်ဆက်တွဲပြဿနာတွေဆိုတာကျွန်တော်တို့ဒီကွန်းနေမှာနေပဲဒီမှာနေတူချင်မှတူမှာဟောပြန်တော့အိမ်မှာရင်ပြူတယ်နောက်ပင်နေလိုက်ကြည့်အောင်ပါတော်ဆိုးနေတဲ့အနေထားရကဲဒီအောက်မှာလဲရင်ပြူလေးတွေ့တယ်ရအောင်ကောင်လေးတွေတီးတော့နာသိမမြင်ရဘူးချို့လည်းဂိုင်းလေးလှုပ်လိုက်တာနဲ့ပြန်ပြေးကြတာဂိုင်းလေးလှုပ်လိုက်ရင်ကိုပြန်ပြေးခန်းကျင်လို့လောက်တော့မများဘူးပေါ့အဲ့လိုအုံလိုက်ထောင်တော့မဟုတ်သူရှိတာတော့တေချာဘောက်ကိုရှိနေတယ်ဒီကောင်းကြောင်တော့ကျွန်တော်ထင်တာပဲအဲ့လိုလေးဖြည်းဖြည်းလေးလှမ်းကြည့်မှရမှာဟောဒီမှာတော့ကောင်းအဲ့မှာရင်ပြူပြတရားခံဒီကောင်ကြောင့်လို့ကျွန်တော်ထင်တာပဲသူ့ရဲ့ဒဏ်ရာကနေပဲနောက်ပိုင်းမဲလာပြီးတော့တန်ကြီးယောဂဝင်တယ်လို့ထင်တာပဲ
နောက်ပြီးရင်ဖြူတွေကသူတို့ခန္ဓာကိုယ်ကနေပြီးတော့အမှချွေတစ်မျိုးထုတ်ပေးတယ်အဲ့အကြီးတွေကနေပြီးတော့ပင်တွေဒုက္ခပေးနေနိုင်တာပဲဗျအဲ့အကြီးတွေကနေပြီးတော့နောက်ဆက်တွဲပြဿနာတွေလည်းဖြစ်နိုင်တာကျွန်တော်ယူဆတော့ဒီရွက်နှုတ်လေးတွေဘာလို့မကြတာလဲဆိုတော့ရွက်နှုတ်လေးတွေကအချိန်တိုင်းတာသူစုပ်ဖို့တော့ကအတိုင်းတာအနေသေးတယ်နောက်ပြီးသူရဲ့နောက်ဆက်တွဲပြဿနာဆိုတော့လေအချိန်တစ်ခုတည်းအောင်တော့ယူရလိမ့်မယ်ထင်တယ်အဲကြောင့်ရွက်နှုတ်လေးတွေမှာတခါတည်းပေါ်မလာသေးတာဖြစ်မယ်အဲကြောင့်ရွက်ရင်နေမှာပဲဖြစ်တယ်လို့ပဲယူဆတယ်အဲ့တော့ကျွန်တော်တို့ကုသမှာတန်ကြီးယောဂရဲ့တန်ကြီးယောဂကိုဖြစ်စေတဲ့ရင်ပြူရဲ့နှစ်မျိုးသလုံးကိုကျွန်တော်တို့ကုသမှာတန်ကြီးတို့ရွက်ပြောက်တို့ဆိုရင်ကျွန်တော်ကတော့ဇိုးအုပ်စုတွေပဲဖြင်းမယ်လို့စိတ်ကူးထားတယ်ဟေဘင်ကုနဇိုးတို့ဟန်ဆာကုနဇိုးတို့ဒိုင်ဖနိုကုနဇိုးတို့ဒိုင်ဖနိုကုနဇိုးနဲ့အစောစင်စတိုပင်တွဲလည်းမဆိုးဘူးရင်ပြူတော့ကတော့ကျွန်တော်တို့ဘာဝနီလန်းလေးဖြစ်တဲ့အခင်းကိုလေဝလေတော့ကောင်းအောင်လုပ်ပေးမယ်ဟောက်ကပေါင်းမြက်တွေကိုရှင်းပေးမယ်နောက်ပြီးဒီကိုမိုင်းတိုက်တာလေးဂျက်ခဏလုပ်ပေးမယ်ရင်ဖြူအတွက်ဓာတုဆေးအနေနဲ့တာမီတောက်ဆန်တို့ပက်ပိုနီတို့ပရိုဖနပြာတို့ပမီထရိုဇန်တို့ဖြန့်ပေးလို့ရတယ်ရင်ပြူကဓာတုဆေးတွေကြီးတော့လည်းအကူလို့မရဘူးဗျသူကလည်းစေတံခန္ဓာကြီးရှိတဲ့အထဲမှာလည်းပါတယ်ဆေးရင်ပါလို့တယ်ပေါ့အဲ့တော့ပေါင်မြက်တွေရှင်းတာမျိုးလို့မိကုံမိုင်းတိုက်တာမျိုးလို့ရေနဲ့ပန်းတာမျိုးတို့နေလဲလုပ်ပြရမှာပဲနောက်ပြီးအပင်ကိုလည်းစာဟာရဟန်ချက်ညီအောင်လည်းလုပ်ပြရမယ်ဘယ်ခန္ဓာရှိအောင်ပူတက်လေးတွေလည်းပြုပြရမယ်အခုလိုအတွေးအမြင်ယူဆချက်တွေကကျွန်တော်ကွန်ဆိုင်တောင်သူတယောက်ရဲ့ယူဆချက်တွေပါ professional ဆန်ဆန်စိုက်ပျိုးရေးပညာရှင်တယောက်ရဲ့ဆုံးဖြတ်ချက်တွေမဟုတ်တဲ့အတွက်မှားတွေလည်းပါနိုင်ပါတယ်ကျွန်တော်ထွက်အတွေ့အကြုံရှိတဲ့ဆရာသမားများရှိခဲ့ရင်လည်းဒီလိုချင်းနေများဘယ်လိုစီးတွေနဲ့တင့်တော်လဲဆိုတော့ကွန်မန့်မှာတစ်ချက်လောက်ရေးခဲ့ပြီးပဲပါကျွန်တော်လည်းစင်းနီလေးတွေစီကောင်းလေးတွေတွေ့ခဲ့ရင်လည်းနောက်ထပ်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့တင်ပြပါအောင်မယ်